こんにちは皆さんにねまလေスピーマスターပေါ့နော် N4 スピーマスターရဲ့ပုတ်တိုလေးတစ်ခုကိုဖတ်ပြပေးတော့မှာရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုမိကုန်းလေးရင်ဖတ်ကြည့်မယ်ပေါ့တော့မိကုန်းမုတ်စာနံပါတ်10ပေါ့နော်သူကဝါတာရှိဝါတဲ့နာနီကဝါကာရီမဆန်တေစတာကဒီစာပိုင်းမှာပြထားမယ်ပေါ့တာရှိကျွန်တော်ကပေါ့နော်နာနီကဘာကိုဝါကာရီမဆန်တေစတာကဘာကိုနားမလည်ခဲ့ရလဲတဲ့ဆိုတော့ဘာလို့နားမလည်ခဲ့လဲဆိုတော့ပုံမှန်သားဖတ်မယ်အဲ့ဆိုတော့တိုကျိုတဲ့ဆိုတာကတိုကျိုမှာတဲ့その仕事その仕事私がしますအဲ့ဒီအလုပ်ကိုကျွန်တော်လုပ်ပါမယ်တဲ့သူ့ဤတာရလို့ပြောရဆိုလို့ရှိရင်တဲ့その仕事私がしますအဲ့ဒီအလုပ်ကို私がしますကျွန်တော်ကလုပ်ပါမယ်ပေါ့ပြောမှဆိုဒီမှာအဲ့ဒီအလုပ်ကိုကိုယ်တိုင်လုပ်မယ်ပေါ့その仕事自分がしますအဲ့ဒီအလုပ်ကိုကိုယ်တိုင်လုပ်မယ်လို့ပြောရဆိုလို့ရှိရင်その仕事は私がしますအဲ့ဒီအလုပ်ကိုကျွန်တော်ကိုယ်တိုင်လုပ်မယ်ပေါ့ကျွန်တော်ကိုယ်တိုင်လုပ်မယ်ဆိုရဲတိုအီယူအီမီတဲ့တဲ့ပဲဖြစ်ပါတယ်တဲ့ဒဲမို့ဒါပေမဲ့ဆန်ရှူအိုဆာကာနီအီတာတိုကီလွန်ခဲ့တဲ့ဘက်ကတဲ့အိုဆာကာကိုသွားတဲ့ချိန်နဲ့အိုဆာကာနော်ဒမိုဒါချီကအိုဆာကာမှာရှိတဲ့တငယ်ချင်းကနေပြီးမှတဲ့ဂျီဘွန်ဘန်ဂိုဟန်ဒိုစတူကိုတိုင်ပေါ့နော်ကိုရဲ့ဘန်ဂိုဟန်ပေါ့ဂျီဘွန်ဆိုတော့ကိုတိုင်ပေါ့နော်ဂျီဘွန်ဆိုကိုတိုင်ဆိုတော့ကိုတိုင်ဘန်ဂိုဟန်ညစာကိုဘယ်လိုလုပ်မှလဲလို့ကီကီမတ်စတာမိခဲ့ပါတယ်တဲ့ဝါတာရှိဝどうして自分の晩ご飯のことを私に聞くのか分かりませんでした。သူနားမလဲလိုက်ပူလေပြောဆိုတော့ဒီမှာအဲ့လိုသူ့တငယ်ချင်းပေါ့နော်ဂျီဘွန်ဆိုပြီးမှပြောလိုက်ပြီးမှညစာကိုဘယ်လိုလုပ်မှလဲပေါ့နောက်ဘယ်လိုမှလဲလို့မေးတဲ့အချိန်မှာသူနားမလဲလိုက်တာကဘာလို့ကိုတိုင်ရဲ့ညစာကိုသူ့ကိုလာမေးရလဲပေါ့နော်ကျွန်တော်လာမေးရလဲပေါ့သူ့ရဲ့ညစာနဲ့ပတ်သက်ပြီးမှဘာလို့ကျွန်တော်ကိုလာမေးရလဲဆိုပြီးမှတဲ့သဘောမပေါက်ဖြစ်သွားတယ်တဲ့အတူတဲ့အဲ့လိုနဲ့အတူတဲ့နောက်မှာတဲ့အိုဆာကာတဲ့ဝဒီအိုဆာကာမှာဆိုလို့ရှိရင်ねခိုင်ဝါတဲ့စကားပြောတဲ့ခါမှာဆိုလို့ရှိရင်ဂျီဘွန်တို့ဣတာရဂျီဘွန်လို့ပြောရဲဆိုလို့ရှိရင်ねကိုတိုင်လို့ပေါ့နော်ကိုတိုင်ဂျီဘွန်ဆိုတဲ့သုံးလုံးလေးကိုသုံးတယ်ဆိုလို့ရှိရင်အာနာတာတို့အီယူအီမီနီနာတို့တော့ခိခိမတ်တာဂျီဘွန်ဆိုတာကအာနာတာတင်ဆိုပြီးမှရည်ညွှန်းချင်တာပေါ့နော်တင်ဆိုပြီးမှခိုင်နိုင်ခြင်းနဲ့အတိတ်ပဲဆိုတာကိုတဲ့တိတ်ပဲဖြစ်တယ်ပေါ့နော်တိတ်ပဲဖြစ်တယ်ဆိုတာကိုသူကキキマスターသဘောပေါက်သွားပါတယ်တဲ့ကြားသိရပါတယ်ပေါ့ဆိုတော့日本語は難しいですねဂျပန်စာခက်တယ်နော်တဲ့ဆိုတော့ဟုတ်ပြီဆိုလို့ရှိရင်ဒီမှာသူနားမလဲလိုက်တာဘာလဲဆိုတော့ဒီမှာသူတငယ်ချင်းကမိလိုက်တဲ့ဟာ自分のご飯を自分のご飯を自分のご飯のことを私に聞くのが分かりませんでしたဆိုတော့ရှင်းမှတော့ပြောထားတယ်ဆိုတော့သူပြောသွားတာကအဲ့ဒီその仕事ဒီတိုကျိုမှာဆိုလို့ရှိရင်ကြာတော့ဂျီဘွန်ကရှိမှဆိုလို့ရှိရင်ဝါတာရှိကရှိမှဖြစ်ပြီးမှဒီအိုဆာကာမှာဆိုလို့ရှိရင်ကြာဂျီဘွန်ဆိုတာကအာနာတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အာနာတာဆိုတဲ့အဓိပ္ပာယ်ဆိုတော့အဲ့နှစ်ခုကခြားချက်ကိုသူကရောသွားတဲ့သဘောမျိုးပေါ့ရောသွားတဲ့သဘောမျိုးဆိုတော့အဲ့ဒါဆိုလို့ရှိရင်အဖြေကိုရွေးကြည့်မယ်ပေါ့အဖြေရွေးကြည့်မယ်ဆိုနံပါတ်1友達の質問の意味友達の質問の意味ဆိုတော့တငယ်ချင်းရဲ့မေးခွန်းရဲ့အဓိပ္ပာယ်ဒါမှန်လားဖြစ်နိုင်ခြေရှိအဲ့တော့သူတငယ်ချင်းမေးတဲ့မင်းငယ်အဓိပ္ပာယ်သူကသဘောမပေါက်ဖြစ်သွားတယ်နော်ရောသွားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အဖြေနံပါတ်1ဖြစ်နိုင်တယ်နံပါတ်2ကကြတော့その仕事をする人အဲ့လုပ်ကိုပြုလုပ်တဲ့သူတဲ့အဲ့လုပ်ကိုပြုလုပ်တဲ့သူဆိုတော့သူကအဲ့လုပ်ကိုပြုလုပ်တဲ့သူကိုသဘောမပေါက်တာမဟုတ်ဘူးလေနော်အဲ့ဒါလည်းမဟုတ်နံပါတ်3ကကြတော့ဘန်ကိုဟန်နော်ထားပဲမို့နော်ညစာပေါ့နော်အစားတောက်ပေါ့ညမှာစားမယ်အစားတောက်ဟင်းလေညစာဆိုတော့အဲ့ညစာလည်းမဟုတ်ဘူးသူကနံပါတ်4ကကြာ私の聞きたいことသူမေးချင်တဲ့အရာပေါ့သူကြားသူ私の聞きたいことကျွန်တော်ကကြားချင်တယ်ကျွန်တော်ကမေးချင်တဲ့အရာတဲ့ဆိုတော့ဒါလည်းမဟုတ်ဘူးသူနားမလည်လိုက်တာကကြာတော့သူတငယ်ချင်းရဲ့မေးခွန်းကိုနားမလည်လိုက်တာလေနော်ဒီမှာအဖြေတည့်ရိပ်လေးပါဆိုတော့အဲကြောင့်မို့လို့အဖြေကနံပါတ်1はい今日はここまでです